တာဝန်ယူခြင်းစိတ်မရှိတဲ့သူ့ကိုပါလေမကြိုးလည်းမထုံးပြချင်ကိုထိုင်နဲ့ကိုကံလိုပဲတွေးပြီးဖြစ်လာတဲ့များကိုပြင်ဆိုင်ဖို့ပဲမကြိုးဆုံးဖြတ်ထားတယ်မင်းလားဒါဆိုငါလားမကြိုးငါယူမယ်ကွာတကယ်ပဲတရခံကကိုနဲ့ကျွန်တော်နှစ်ယောက်ထဲကတက်ရောက်ဆိုရင်အဲ့ဒီသူကတော့သူ့ကိုယ်သူတိမှာအဲ့လိုမကြိုးလဲတိမှာမေးပါတယ်တော့ကိုရဲ့မမေးပါနဲ့အကယ်၍အကိုမကြိုးမလို့ချင်ဘူးဆိုရင်လေဒီတိုင်းပဲထားခဲ့လိုက်ပါတော့အဲ့ဒါမှမကျင်တတ်ဘူးဆိုရင်လေဒီကနေပဲထိုးချလိုက်ပါတော့တဲလေတို့တဲလို့ပြောနေတယ်弄读书了，过就来了。ငါနေချစ်တဲ့အထင်ကြီးတဲ့သူမဟုတ်တော့ဘူးငါလူကောင်းမဟုတ်ဘူးတကယ်တော့ငါတို့တော့မပါရဲကိုတော့ငါဘာမှတော့မပြောပါနဲ့တော့ငါလည်းခွင့်လို့မှမဟုတ်ဘူးခွင့်မလို့တော့မင်းကဘာလုပ်ချင်လို့ထိုးချင်လို့လားဟေ့ထိုးစားပါကွာထိုးစားပါမင်းလည်းသိတဲ့ထိုးတဲ့အနာလောက်ကတော့ငါဘော်လောက်တော့ထပ်မနာတော့ဘူးမပြောနဲ့ဘာအကြောင်းနဲ့မှမကြိုးတော့အဲ့လိုမပြောနဲ့ဒါအကိုအတွက်ဘာမှအရေးမပါဘူးဆိုရင်တော့မကြိုးအတွက်ကတော့ဘဝပဲဒါမကြိုးအတွက်အဖိုးတက်ဆုံးပဲဒါကိုထိလာမယ်ဆိုရင်ဘလို့လူမျိုးပဲဖြစ်ဖြစ်မကြိုးတီးခံနေမှာမဟုတ်ဘူးမကြိုက်ဘူးမောင်းနေအဲ့ဒီပန်းတွေကိုမောင်းနေမင်းလည်းဒီပန်းတွေကိုမထင်ရဘူးကြည့်ရ你这嘛把老娘，俺妈下来呀，长长呀呗，你这嘛拉大呀娘包里，嘿啦，ကျမမမေနဲ့阿妹嘞，你阿妹呀，对呀，家里边嘿，过来喂，别乱了别不进去，那开啥阿妹过来喂，别乱了别不进去。အားလုံးကြည့်နိုင်ပြီ Hey Play VIP